စစ်ဆောင်ဘွားနဲ့ရေမြချမှာခိုးလို့နေတဲ့သူတယောက်သူတစ်ပါးနှိမ်ခံရတဲ့သူတယောက်ဘွားကနေကမ္ဘာချန်ပီယံပွဲကြီးကိုအကောင်းဆုံးကာကွယ်နိုင်တာဟာဘာကြောင့်ပါလဲအားလုံးမင်္ဂလာပါတမန်တော်လေး channel ကနေကြိုးဆိုပါရစေကျွန်တော်နာမည်ထွန်းထွန်းအေးပါ UFC ဆိုတဲ့ကမ္ဘာထိပ်သီးပြိုင်ပွဲကြီးပါဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံအာရှတတိယရှိပါတယ်သူ့နာမည်ကတော့ The Fella လို့လူသိများတဲ့ Joshua ပဲမှာသူ့ကိုချင်းပြည်နယ်ဟားခါးမြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ဘဝဟာငယ်စဉ်ကတည်းကမตายရခဲ့ပါဘူး။စစ်ပွဲရဲ့တန်ကြောင့်အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ကိုပြောင်းခဲ့ရပါတယ်။ဒဇိမ့်မြင့်မှာမတူညီတဲ့ဘာသာစကားမတူညီတဲ့ယဉ်ကျေးမှုတို့ကြောင့်ဘဝရည်တည်ရဲ့အတွက်အဆအဆရရုန်းကန်ခဲ့ရပါတယ်။ကျောင်းမှာလည်းအနိုင်ကျင့်တာတွေပါခံခဲ့ရပါတယ်။ဒါပေမဲ့သူ့သွေးထဲမှာချင်းတိုင်းသားတို့ရဲ့မလျှော်သောဇွဲတက်တီတို့ကြောင့်အသက်12နှစ်အရွယ်မှာပဲကိုယ်ခံပညာလောကတဲကိုဝင်လာခဲ့ပါတော့တယ်။ကွင်းထဲမှာတွေ့ချွေးတွေနဲ့နေမနာညမနာလေ့ကျင့်နေတဲ့ဗန်အတွက်မကြောက်ရွံ့သူဆိုတဲ့နာမည်ကိုတွင်ခဲ့ပါတော့တယ်။စားသမားဘွားမှာပြိုင်ဘက်တွေကိုအလဲထိုးနဲ့နိုင်ယူပြီး UFC စီမင်းထက်ကိုရောက်လာပါတော့တယ်။သူ့ရဲ့ထိုးချက်တွေကမြန်ဆန်ပြီးနှလုံးရည်ကလည်းအသက်နဲ့မလိုက်အောင်ရင်းချက်လွန်းလာပါတယ်။ဒါပေမဲ့2025ခုနှစ်အကုန်မှာတော့တကမ္ဘာလုံးကိုတုံ့လို့စီမဲ့သတင်းတစ်ခုထွက်လာပါတော့တယ်။ဒါကတော့အသက်24နှစ်သာရှိသေးတဲ့ချင်းတိုင်းသားတွေဟာ Flyweight ရဲ့ဂိုးလိုတင်စားနေတဲ့ Alexandra Pantoja ကို26စက္ကန့်နဲ့အနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းလို့ဆိုတဲ့ဝေဖန်သံတွေရှိလာခဲ့ပါတယ်။ဒီဝေဖန်သံတွေကိုညှိနှိုင်းစေဖို့နေ့တစ်နေ့ကိုရောက်လာခဲ့ပါတယ်။ဒါကတော့2026မေလ9ရက်နေ့မှာပါတဆူတရနဲ့ကပတ်ကာကွယ်ပဲထိုးဖို့ဖြစ်လာခဲ့ပါတယ်။ဝေဖန်တန်တွေကိုတုံ့ပြန်ခြင်းနဲ့သူတယောက်သူ့ရဲ့အစမ်းအစကိုပြကျင်နေတဲ့ဘန်အတွက်အကောင်းဆုံးခွင့်ရဖြစ်ခဲ့ပါတယ်။ UFC 328မှာတဆူတရကိုအကောင်းဆုံးလက်ဆန်းပြပြီးသူ့ရဲ့အစမ်းအစကိုပြသခဲ့ပါတယ်။သူ့ရဲ့ boxing skill ကိုလည်းကပတ်အသည့်ချပြခဲ့ပါတယ်။အဲ့ဒီညရဲ့ Fight of the Night ဆုကိုပါသိမ်းပိုက်ခဲ့ပါတယ်ဝေဖန်သူတွေကိုလည်းကံကောင်းလို့ကပတ်ရတာမဟုတ်ကြောင်းကိုအလုံးနဲ့သက်သေပြခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံသားတွေအတွက်ဂုဏ်ယူသောစကားကိုလည်းပြောခဲ့ပါသေးတယ်။ Tatsuro, the Japanese fans, and we can't forget about the Burmese fans, you know. Shout out to Myanmar, man. Now the world will know of us. And you got a fucking champion. Doubt me now. မြန်မာနိုင်ငံသားတယောက်အနေနဲ့ဂုဏ်ယူသောနေ့တစ်နေ့ဆိုလည်းမမှားပါဘူး။အခုလိုလောက်ရက်ကနေကျွန်တော်တို့သင်ယူစရာတွေရှိခဲ့ပါတယ်။ဝေဖန်မှုတွေကြုံလာတဲ့အခါအကောင်းဆုံးတုံ့ပြန်ခြင်းကလောက်ရက်နဲ့တက်တည်ပြခြင်းဖြစ်တယ်ဆိုတာကိုသိခဲ့ရပါတယ်။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေမှာမို့လို့ channel နဲ့ page လေးကို like and subscribe follow လေးလုပ်ပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။